မေကွန်းတတဝါတို့ကျင်လေရာဘုံဘဝပေါင်းဘယ်နှခုရှိပါသလဲ32ဘုံမေကွန်းနှစ်အပယ်လေးဘုံတွင်အောက်ပါတို့မှမည်သည်မပါဝင်သနည်းလူမေကွန်း3နတ်ပြည်စုစုပေါင်းဘယ်နှစ်ထက်ရှိပါသလဲ6ထက်မေကွန်း4တန်တရားဆိုသောစကား၏အဓိပ္ပာယ်မှာအဘယ်နည်းမပြတ်မစဲကျင်လည်နေခြင်းမေကွန်း5တန်တရားလဲစေသောအဓိကတရားခံအဖြစ်ဗုဒ္ဓဟောကြားခဲ့သောအရာမှာအဘယ်နည်းတဏှာမေကွန်း6ငရဲပြည်စုစုပေါင်းဘယ်နှစ်ထက်ရှိပါသလဲ8ထက်မေကွန်း9တရားမင်းနေထိုင်အုပ်စိုးသောနတ်ပြည်မှာအဘယ်နည်းတာဝတိန်သာမေကွန်း8လူပြည်နှစ်ပေါင်း100သည်တာဝတိန်သာနတ်ပြည်တွင်အချိန်ပမာဏဘလောက်နှင့်ညီမျှသနည်းတရက်မေကွန်း9သောတာပန်ပုဂ္ဂိုလ်တဦးသည်တန်တရားတွင်အများဆုံးဘယ်နှဘဝသာနေရတော်မူနည်း9ဘဝမေကွန်း10ဒေါသကြီးလျင်ငရဲမောဟကြီးလျင်တိရစ္ဆာန်လောဘကြီးလျင်အဘယ်နည်းပြိတ္တာ